ဒါလေးကတော့ user တွေကိုပို့သူရရအောင်ကျွန်တော်ရိုက်ပြပေးရပါကျွန်တော်တို့ဖုန်းတွေမှာအသုံးပြုတဲ့ကျွန်တော်တို့ volume key power key ရဲ့အတွင်းပိုင်းမှာကျွန်တော်တို့အဓိက control လုပ်တဲ့ power key volume key အစက်ကလေးပေါ့နော်အဲ့ဒီကောင်လေးကဒီကျွန်တော်တို့ old school model တစ်လုံးဖြစ်တဲ့ Vivo Y52 model လေးထဲမှာလည်းသုံးထားပါတယ်ဗျာဒီ model လေးကဆိုလို့ရှိရင်ကျွန်တော်တို့ဒီ service log တွေကိုစပြီးတော့ဝင်ရောက်ခဲ့လွန်ခဲ့တဲ့ကျွန်တော်တို့ကနေ6နှစ်ကျော်တဲ့ကကျွန်တော်တို့သုံးအပြူရတာအဆင်ပြေတဲ့ model လေးတစ်ခုပေါ့နော်အခုချိန်ဒီလည်းအသုံးပြုနေကြသေးပါပဲကောင်းနေတယ်ကျွန်တော်တို့ဘူးဒီလည်းပဲ service ပိုင်းပြုပြင်ပေးနေရတော့မှာပဲအဲဒီကောင်လေးရဲ့ power clock တွေကလည်းအတွင်းပိုင်းမှာအခုန power key asset လေးကိုအသုံးပြုထားတာဖြစ်ပါတယ်အဲဒီမျိုး key လေးတွေကကျွန်တော်တို့ပြတ်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်အလွယ်တကူမိနစ်ပိုင်းအတွင်းတော်တော်ကူအစားလုပ်ပြင်လို့ရပါတယ်ဗျာစားလို့ပြင်ရင်လည်းကျွန်တော်တို့တော်တော်ကူပြန်ပြီးတော့မပြတ်တော့ပါဘူးကြာခံတယ်သူကပြတ်ခဲတယ်ပေါ့နော်ကျွန်တော်ကီးလေးတွေပြတ်သွားတာဘောလူကလော့နှိပ်ရတာကျွန်တော်တို့နှိပ်နေတယ်လို့မျိုးမခံစားရတော့ဘဲနဲ့ကျွန်တော်တို့ဘာမှတုံ့ပြန်မှုမရှိတော့တာတားဖိနေရတာဖြစ်တယ်ဆိုလို့ရှိရင်ခုနကျွန်တော်ပြခဲ့တဲ့ကီးဆက်ကလေးတွေကိုလဲရမယ်ပေါ့နော်လဲနေပြီးတော့အသုံးပြုပေးရမယ်အဲ့ဒါမှပုံမှန်တိုင်းအသုံးပြုလို့ရပါမယ်ဗျာအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ဖုန်းနဲ့ပတ်သက်ပြီးတော့အခက်အခဲတစ်စုံတရာကျုံးလာခဲ့မယ်ဆိုလို့ရှိရင်စုံစမ်းရအောင်ကျွန်တော်ရဲ့အကောင့်လေးကိုလည်းပဲ follow လုပ်ပေးပါဦး